မဲနောက်ဂျာဟာအိန္ဒိယနိုင်ငံကချမ်ဘယ်လို့ခေါ်တဲ့ဝေးလံခေါင်တည်တဲ့ရွာလေးတစ်ရွာမှာနေထိုင်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီရွာမှာရှိတဲ့ကျောင်းသားတွေအားလုံးဟာ10နှစ်တန်းစာမေးပွဲကိုခိုးချပြီးအောင်မြင်ကြတာဟာထုံးစံတစ်ခုလိုဖြစ်နေပါတယ်။မန်နာဂျာရဲ့မိသားစုဟာအလွန်ကိုဆင်းရဲနွမ်းပါပြီးသူ့ရဲ့ဖခင်ဖြစ်သူဟာလည်းအကျင့်ပြတ်ချစားမှုကိုဆန့်ကျင်တာကြောင့်အလုတ်ကနေထုတ်ပယ်ခံထားရသူတစ်ယောက်ပါမန်နာဂျာဟာလည်းအခြားသူတွေလိုပဲစာမေးပွဲကိုခိုးချပြီးအောင်မြင်ဖို့အတွက်အားကျိုးမှန်တက်ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာပဲရိုးသားပြီးစီကံကြီးတဲ့ရဲအရာရှိတရှန်ဟာကျောင်းကိုရောက်ရှိလာခဲ့ပါတယ်။သူဟာကျောင်းအုပ်ကြီးရဲ့ခိုးချခွင့်ပေးထားတာတွေကိုပိတ်ပင်တားဆီးလိုက်ပြီးစာမေးပွဲခန်းအတွင်းမှာတင်းကျပ်စွာစောင့်ကြပ်ခဲ့ပါတယ်။ဒါကြောင့်မန်နာဂျာနဲ့အခြားကျောင်းသားတွေအားလုံးစာမေးပွဲကျရှုံးသွားခဲ့ရပါတယ်။ဒါပေမဲ့မန်နာဂျာဟာဒွတ်ရှန်ရဲ့ရိုးသားမှုနဲ့ဂုဏ်သိက္ခာကိုမြင်တွေ့ပြီးအားကျသွားခဲ့ပါတယ်။သူဟာတနေ့မှဒွတ်ရှန်လိုပဲရိုးသားတဲ့အရာရှိတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်လို့စိတ်ပိုင်ဖြတ်လိုက်ပါတော့တယ်။မဲနောက်ဂျာဟာသူ့ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်မြို့ကြီးတစ်မြို့ကိုတယောက်တည်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုမှုတွေကသူ့နောက်ကိုထက်ချက်မကွာလိုက်ပါလာခဲ့ပြီးလန်ခီမှာသူ့ရဲ့အိမ်နဲ့ပတ်စံတွေအားလုံးကိုအခိုးခံလိုက်ရပါတယ်။ဘာမှမရှိတော့တဲ့မန်နာဂျာဟာလမ်းဘေးမှာအိတ်ဆက်ရင်းနဲ့စာလောင်မှုတိတ်မှုတွေကိုအန်တုခဲ့ရပါတယ်။ဒါပေမဲ့သူဟာအိမ်ကိုပြန်မသွားပဲသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အရာရှိတစ်ယောက်ဖြစ်ဖို့အတွက်ဘလို့အခက်အခဲပဲရှိရှိရင်ဆိုင်ကြော်ဖြတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မန်နာဂျာဟာစာတင်စရိတ်နဲ့စာဝတ်နေရေးအတွက်ဂျုံကျိတ်ဆက်တစ်ခုမှာအလွန်ပင်ပန်းတဲ့အလုပ်တွေကိုဝင်ရောက်လုပ်ကင်ခဲ့ပါတယ်။သူဟာတစ်နေ့ကို15နာရီကျော်လောက်အလုပ်လုပ်ရင်းနဲ့ကြန့်ရှိတဲ့အချိန်လေးမှာစာကိုမနာတမ်းကြိုးစားကြက်မှတ်ခဲ့ပါတယ်။ဖုံမုံတွေနဲ့စူညံတန်တွေကြားမှာအလုပ်လုပ်နေရပေမဲ့မန်နာဂျာရဲ့ပညာသင်ယူလိုစိတ်နဲ့ကြိုးစားအားထုတ်မှုကတော့အလျှော့အတင်းမရှိခဲ့ပါဘူး။သူဟာအောက်ခြေသိမ်းအလုပ်တွေကိုလုပ်ကင်ရင်းနဲ့သူ့ရဲ့အိမ်မက်တွေကိုတိစောက်နေခဲ့တာပဲဖြစ်ပါတယ်။မန်နောက်ဂျီဟာရှရွဲဒါဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူမကိုချစ်မြတ်နိုးသွားခဲ့ပါတယ်။မန်နောက်ဂျီဟာရှရွဲဒါကိုသူ့လူဖြစ်ရရှိတစ်ယောက်ဖြစ်အောင်ဘလို့အသေးအတန်ကြိုးစားနေရလဲဆိုတာကိုရိုးသားစွာဖွင့်ဟပြောပြခဲ့ပါတယ်။ရှရွဲဒါရဲ့နှွေးထွေးတဲ့အားပေးစကားတွေနဲ့ယုံကြည်မှုတွေဟာမန်နောက်ဂျီအတွက်အကြီးမားဆုံးသောခွန်အားတွေဖြစ်လာခဲ့ပါတယ်။သူမကိုချစ်တဲ့စိတ်နဲ့သူမဂုဏ်ယူရမယ့်လူတစ်ယောက်ဖြစ်လာဖို့အတွက်မန်နောက်ဂျီဟာသူ့ရဲ့စာမေးပွဲအတွက်အရင်ကထက်ပိုမိုပြီးအားစိုက်ခွန်စိုက်ကြိုးစားလာခဲ့ပါတယ်။နှစ်ပေါင်းများစွာကြိုးစားခဲ့ပြီးနောက်မှာတော့မန်နာဂါဟာအကတ်စာမေးပွဲရဲ့နောက်ဆုံးရလဒ်တွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အောင်စရင်မှာသူ့ရဲ့နာမည်ကိုမြင်လိုက်ရတဲ့ခဏမှာမန်နာဂျာဟာဝမ်းသာအားရဖြစ်လွန်းလို့မျက်ရည်တွေတောင်မထိန်နိုင်အောင်ကျလာခဲ့ပါတယ်။သူဟာအကြိမ်ကြိမ်ကြရှုံးခဲ့ပေမဲ့ဘယ်တော့မှအရှုံးမပေးခဲ့ပဲနောက်ဆုံးမှာတော့ရိုးသားမှုရဲ့အသီးပွင့်ကိုခံစားခဲ့ရပါတယ်။ဒါဟာမန်နာဂျာအတွက်တင်မကပဲရိုးသားစွာကြိုးစားသူတိုင်းအတွက်ဆက်လက်မှုနာပြအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။